လာပါဒီနေ့ရဲ့ vlog လေးကတော့ဒါကျွန်တော်GWY အာမကန်ကုမ္ပဏီမှာဒါသူတို့ရဲ့ပွဲအတွက်ကျွန်တော်အကတင်ပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တင်ပေးရတဲ့နှစ်ပုတ်ပေါ့နော်မူရကြော့တစ်ပုတ်ရဲ့ဇော်ဝမ်းဆိုထားတဲ့တူပူဆိုတဲ့တခြင်းလေးနှစ်ပုတ်ပေါ့နော်လေးကျွန်တော်တင်ပေးနေရဖြစ်ပါတယ်အဲ့တော့ဒီပွဲကကျွန်တော်တို့ဒီတခြင်းဖွင့်ပြီးတော့မှကရတာမျိုးမဟုတ်ဘဲနဲ့နော်ရွှေအလင်းကတီဝိုင်းနဲ့ကျွန်တော်တို့ကတွဲဖက်ပြီးတော့မှကပြရမှာဆိုတော့သူတို့တီးတဲ့ဒီနှုံးနေနဲ့ကိုတိုက်ထားတဲ့ကိုက်ကွက်တွေနဲ့တူမလားဆိုပြီးတော့မှဆိုရင်စိတ်တွေနဲ့တိုက်ခဲ့ရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အမရပူရာ icon မှာဒါကျွန်တော်တို့ဒီဝိုင်းနေမလာခင်ပေါ့နော်rehearsal တိုက်ကြည့်နေရဖြစ်ပါတယ်အဲ့တော့နေပူထဲမှာတိုက်ပြီးသွားတဲ့အခါမှာအရန်ကိုမှပင်ပန်းနဲ့ပူတယ်ဒါနဲ့အများကြီးပဲစူးစမ်းပြီးကြပါတယ်ဒါကျွန်တော်နဲ့တည်တဲ့ makeup ဆရာတွေပေါ့နော်ဒါကျွန်တော်ချင်းလုံး hostel မှာအခမ်းအနားပြီးတော့မှကျွန်တော်တို့makeup တွေတူပြင်ကြတယ်ပေါ့နော်ရဟန်းကမှပျော်ရွှင်စရာကောင်းပါတယ်ပျော်မောကြီးပေါ့နော်အဲ့လိုနဲ့တီဝိုင်းရောက်ပြီဆိုတော့ကျွန်တော်တို့မြင်မြန်လေးသွားပြီးတော့မှတီဝိုင်းနဲ့တိုက်ကြည့်ရပါတယ်ပေါ့နော်တီဝိုင်းနဲ့တိုက်တဲ့အခါမှာကျွန်တော်တို့ကဒီ surprise ပေါ့ပရိသတ်တွေကြားရနေမှာစင်မုံတက်ရမယ်ဆိုရင်မှညွှန်ကြားချက်ထွက်လာတဲ့အချိန်မှာကျွန်တော်တို့အဆင်ပြောင်းလေးပေါ့တီဝိုင်းနဲ့အဆင်ပြောင်းလေးကျွန်တော်တို့ညှိကြရတယ်ပေါ့နော်အဲ့တော့အများကြီးစူးစမ်းပေးကြတဲ့အကပါတဲ့သူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်เนาะကိုဖြစ်ချင်တဲ့ပုံစံတိုင်းပဲအဆင်ပြေအောင်အများကြီးပဲစူးစမ်းမှလုပ်ပေးကြပါတယ်ကိုလည်းနေမကောင်းနေရင်ကြီးနဲ့เนาะဒါအားစူးစမ်းပန်းစားနဲ့လုပ်ပေးထားပါတယ်9ရက်လောက်ပဲအချိန်ရတာအလုံးစုံမှာ6ရက်9ရက်ပေါ့เนาะတကယ်တေချာလေးကျင်းတဲ့အချိန်ကအရင်နေပါတယ်ဒါပေမဲ့အတက်နိုင်ဆုံးစူးစမ်းပေးကြတယ်ဒါဆိုရင်တော့ဒါကျွန်တော်တို့ပွဲခံရစတယ်ပေါ့เนาะဆူရင်ပေးတဲ့ဟာရလည်းပေးပေါ့ Congratulations ပါခင်ဗျာ Okay ပါဒါကတော့ကျွန်တော်ဝတ်သွားတဲ့ outfit ဖြစ်ပါတယ်ဒါလေးကတော့အဲ့လိုအဲ့မှာကျွေးရမီနီတွေက9မျိုးတော့ရှိတယ်အများကြီးပါပဲကိုကတော့ဘိုက်ကိုကဘာလို့ထပ်မစားနိုင်တော့လာချရဟင်းပွဲရအများကြီးပဲဒါကျွန်တော်တို့ဒါဝတ်စားလိမ့်မှဒါကျွန်တော်တို့နောက်ကနေမှဝင်မယ်ဆိုပြီးတော့မှစီစဉ်နေကြရင်းနဲ့ပဲရိုက်ထားတဲ့ဗီဒီယိုကတ်လေးဖြစ်ပါတယ်ဒါဆိုကြကျွန်တော်တို့အစီအစဉ်ရောက်တော့မှမို့လို့စီနေပေါ့နော်ဒါအစားပိုင်းတော့ကျင့်တော့ကတော့ဟိုလိုမညီဒီလိုမညီနဲ့တကယ်တမ်းစာအိမ်မှာထွက်တဲ့အချိန်မှာအရန်ကိုမှညီတာတကယ်ကိုလေ professional ကနေတလို့ကိုခံစားရစေတယ်နောက်က LED မှာလည်းတကယ်လုံးဝလေးညီပြီးတော့လေတကယ်ရန်ကိုမှလေကျင့်တဲ့ PT အားရမိပါတယ်တကယ်အချိုးစစ်လေးတွေအားစားတကယ်စူးစမ်းပန်းစားနဲ့ကပြပေးတာတကယ်ကိုကျေးဇူးတင်ပါတယ်ဒါကတော့အောက်ကနေကျွန်တော်အားပေးနေကြတဲ့ဟာတွေပေါ့လေဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကနောက်ဆုံးနောက်ပထမတစ်ပုတ်မူရကြောကပြီးသွားတဲ့အခါမှာဒုတိယတစ်ကြောဒီတူပူကပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နောက်ဆုံးပိတ်အဆုံးတက်မှာဒီ surprise season လေးပေါ့နော်ဒီ GWI ဆိုရဲဒီစက်ကလုံးလေးတွေကိုကျွန်တော်တို့ကအဲ့လိုပုံဖော်မှာပေါ့နော်အဲ့တော့ပုံဖော်ဖို့အတွက်ကျွန်တော်ကပြလောလားလေးတွိုင်းမှာစကောတွေထားရတယ်ပေါ့ဒါသူတို့သိမ်းနေပြီဒါ GWI ပေါ်တော့မှာပေါ့နော်ဒါဘေးနားကနေမှပြလောလား supporting ပေးကြတယ်ဒါဘေးနားကနေမှသူတို့လည်းထောင်လိုက်တဲ့အချိန်မှာဝိုင်းပြီးဖောက်မယ်ပေါ့ဒါဆိုဒီလိုလေးပေါ့နော်တကယ်အားလုံးကိုစစ်စစ်ထားလို့မျိုးစင်ပြအောင်လုပ်ပြီးရတယ်တကယ်အကုန်လုံးကျေးဇူးတင်ပါတယ်ဒါပွဲပြီးသွားတဲ့အချိန်မှာတတိယနေမှာခေါ်ပြီးတော့သူလည်းအကားတင်ချင်ပါတယ်ဆိုပြီးမှအကားဆရာကိုတွေ့ချင်တယ်ဆိုပြီးမှသူကပြောလို့တွိုင်းမှတွေ့မှအလုံးဆက်စကားတွေပါပြောတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အမှုပညာလေးတွေကိုဒီလိုမျိုးလေးချပြခွင့်ရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်